ခိုးမှာပါဗျာဒီမှာတခိုးမှာဒီမှာရောအဲ့မှာရိုက်ထားတခိုးမှာဒီမှာစိုက်မှာလာခွာတွဲလာလို့စိုက်မှာလာခိုးရတခိုးမှာအဲ့မှာအဲ့မြက်ခွက်ကိုသိချာကြည့်တာဒီမှာခိုးရတခိုးမှာဒီမှာသိချာကြည့်သူ့အသေးချာပါအောင်ရိုက်ပြထားနောက်ကျန်တဲ့ဈေးတွေအကုန်သိအောင်လို့ဒီမှာစောက်ခွက်ကိုကြည့်ထားအဲ့စောက်ခွက်ကိုသိချာကြည့်ထားတခိုးမှာငါရက်ခွက်ထဲလာခိုးရတခိုးမှာဟမ်လုံးလုံးအားကြီးရဲ့တခါလာလိုက်ခိုးရနှစ်ခါလာလိုက်ခိုးရဟမ်နှစ်ခါလာလိုက်ခိုးတော့လာခဲ့တယ်ခိုးအခုလည်းလာပြီးလာခိုးရဟာလားခလေးเจ้าပြပြီးလာခိုးရဟာလားတော့အဲ့ခလေးခိုးမှာတော့ကျွတ်တော့ခါတော့အဲ့ခလေးမှာသွားခိုးရလောက်ပါနဲ့ကလေးဟမ်မလုပ်ပါနဲ့မညီမလေးကလေးမလုပ်ပါနဲ့ခေါ်အဲ့ခလေးခေါ်မလုပ်ပါနဲ့ခလေးเจ้าပြပြီးလိုက်ခိုးစရမိမခလေးเจ้าပြပြီးလာအဲ့ခလေးနဲ့ကွယ်ကွယ်ပြီးခိုးတာခလေးနဲ့ဈာလဲညက်ညက်ပြီးခိုးတာဟမ်ခိုးမဟမ်အားဆိုင်မြန်သူလက်တက်လာစားနေလာစားတာဟမ်တခါရဟမ်လာလာပြပါခိုးနေဟာလားဟမ်ပစံရောနိုင်ရောတော့မရောနိုင်ငါနေရဲစခန်းနဲ့တခါရဲထဲမှာတော့ပြောပြီးသားကျမပစံမရှိကျမကလေးနဲ့ဒီမကောင်းလို့စေးတိုးနေရတာဒါမပြောနဲ့နေတော့ဟာဒီထားလေးလာမင်းငါတို့အုံတော့ထားတာမရှိဘူးငါဆိုင်ကပစ္စည်းခိုးရတယ်မှာလားပြန်လို့ချင်းနေတာပဲပစံမရှိဘူးထဲလေအေးထဲမှာပဲခေါ်ထားတယ်အခုဘာမှန်နေငေါ့မြန်အားဆိုင်ကို तू ကအမှလက်တက်လာဆန်းနေရိုက်တာတခါတော့အဲ့စောက်ခွက်ကိုအာမလူတကာသိသွားအောင်လို့စောက်ရှက်မရှိတဲ့မျက်နှာနဲ့ရက်ွက်ထမှာလဲခိုးနေတာတခိုးမှမီးပိတ်ထားရဟိုကလိုင်းဝင်လာတယ်ဘယ်ကျိုးပြန်နည်းနည်းကျိုးလားနည်းနည်းကျိုးတက်တော့လာနေရရလေးညောက်လာဆွဲအဲ့ဓာတ်တိုင်လာဆွဲလာဓာတ်တိုင်မှာကျိုးတော့မှာလားကျိုးကကျန်တဲ့ကျိုးကယူလာခဲ့လားစီလို့မရအောင်ကျိုးယူလာခဲ့လားရဲလာမခေါ်မချင်းငါမှနေလေးခေါ်ထားတယ်ရဲလာမခေါ်မချင်းငါသူ့ကိုဓာတ်တိုင်မှာခြိထားမှာဟောလာကောင်းလေးညောက်လာဆွဲလာဓာတ်တိုင်မှာကျိုးတော့တုတ်ထားပါလားဓာတ်တိုင်မှာကျိုးတုတ်ထားတယ်အောင်မတက်ပြီးရောအဲ့ကျိုးတော့ကျိုးတော့ဟာကောင်းလားသူကလွတ်နေအောင်ပဲတော့ထားမှာကဲရက်ခွက်ကလူတွေအကုန်ကြည့်ထားမှာတခိုးမတပတ်ဖိုင်မှာလာခိုးနေတခိုးမအဲ့မှာစောက်ဖမ်းတာစူစီပြန်းနဲ့ပြန်တွေ့လို့စောက်ဖမ်းတာမိတာပဲပစ္စည်းမရောနိုင်ဘူးမရောနိုင်လေရက်စကန်ပို့လိုက်မယ်ပြီးတော့တောက်ထားအဲ့မှာနေဘူးတမလှမ်းတာပဲကျွန်တော်တို့လည်းမေးမဆန်နိုင်မယ်သူတို့ဆက်ဆံပါရမယ်သူတို့ဟမ်ဘယ်နှခါရှိလဲငါးစီလာပို့တာငါတွေ့ရအောင်နှစ်ခါရှိသွားပြီပြောကြည့်အခုလည်းတစ်ခါထပ်လာတယ်ဟုတ်လားဟမ်ဘာနှစ်ခါမလို့နှစ်ခါစလုံးနေပြီးသွားတာဒါတော့မရှိပါမှာလေနှစ်ခါစလုံးလာငါးရက်နေ့တစ်ခါလာပို့ရတာတစ်ခါပြောအောင်လားဒီတမင်းကိုနေတိုင်းလာတယ်ဟမ်မလာဘူးတစ်ခါလာတစ်ခါပဲပါတယ်တစ်ခါမပါဘူးဒီမှာတစ်ခါကိုဟာလေငါမှ CCTV ရှိတယ်သလားမင်းငါ့ကိုညင်းလို့များငါ CCTV နဲ့အကောင်လုံးဓာတ်ပေါက်ကောင်ရိုက်ထားပြီးသားနော်ကဲရက်ကွာလူလာကြည့်လိုက်မှာတခိုးမရောက်ကိုမှလာကြည့်ထားတယ်မှာစောက်ရှက်မရှိတဲ့မျက်နှာခလေးဗန်းပြပြီးမှခိုးရတခိုးမဟမ်စောက်ရှက်မရှိတဲ့မျက်နှာနဲ့လာခိုးနေတာပြောလိုက်ရင်ခလေးစားစရာမရှိလို့စားစရာမရှိလို့အဲ့တက်လောက်စားတယ်ချီကောင်းလက်ကောင်းနေလောက်စားရင်လောက်စားလို့ရတယ်ရတယ်ကျစိုးရစားတယ်ဗလာလို့ညနေဘာနဲ့မလို့ခိုးရတခိုးမလာခိုးစားနေရပဲကောင်းကောင်းကိုလောက်မစားချင်ဘူးနေတော့လည်းလက်နဲ့ချောင်းချင်းနေကြငါတို့လည်းလက်နဲ့ချောင်းချင်းနေကြမှာလောက်စားနေတာပဲဒါခလေးလာဗန်းပြပြီးတော့လောက်ခေါ်စားချင်နေလာပြီးမစားကြမရှိဘူးလားမပြောနဲ့လောက်မစားလို့မရဲခေါ်ထားတယ်ရဲခေါ်တာခဏရဲလာလိမ့်မယ်ရဲနဲ့ထည့်ပေးလိုက်လုံးအားကြီးတယ်တစ်ခါခိုးလို့နှစ်ခါခိုးလို့ရတယ်ဆိုလာတာဟာလားငါတို့ကလည်းနေစောက်အားတွေမဟုတ်ဘူးတလားဆိုင်မှာ CCTV တက်ထားစောက်အားတွေမဟုတ်ဘူးတလားဟာလည်းမြက်ခွက်ကိုစောက်ကန်ထားလိုက်မယ်တလားဘာမှနေအောင်ငါ့လိုက်လာနေရငါလည်းမရှိဘူးတတိမရှိပဲငါလိုက်လာမနေဘူးတလားလာကြည့်ရဲ့
ကြီးတော့ဘူးဒီမှာတခိုးမကြည့်တာအဲ့ဒီခွက်ကိုကြည့်တာတွေ့တဲ့ခါကျအဲ့မှာတခိုးမတွေကြည့်တာတက်တဲ့တုံးစောစီကိုတက်တဲ့တုံးလာခိုးကခဏအဲ့ခလေးတွေပဲခွဲခိုးနေဟမ်你အဲ့လိုပဲလောက်စားနေဟာလားတရုတ်ကတော့အဲ့လိုပဲလိုက်လောက်စားနေဟာလားဟမ်ရင်ထဲဘူးသွားယူသွားရင်ထဲဘူးနဲ့ခေါင်းနဲ့ခါနဲ့လောက်ချလိုက်မယ်နောက်ကခိုးစားလို့မရဘူးသွားရင်ထဲတော့တဲလာခဲ့သွားအိုးကြီးတော့ကတဲလာခဲ့ခေါင်းကလောက်ချလိုက်မယ်နောက်လောက်စားလို့မရဘူးသွားခလေးကလောက်ချပြမယ်သွားဟာမလောက်သွားငါမိုက်ဆိုတော့များတာမိုက်နေသွားဟဲ့ချိုလာရဲတော့လုံးဘာမှလောက်ချတာငါပတ်စံပြန်ငါသားခွာယူပြင်မယ်လားအိမ်တော်မှပဲအိမ်မှာတေးရတာမဟုတ်ဒီမှာလို့စားပြီးတယ်သူများကြီးပါတေးပြီးလုံးတိုက်စားနေတာ ရင်ထဲတော့လာခဲ့ငါအသားခွာပြီးပြန်မှာငါပတ်စံပြန်မရငါအသားခွာပြီးပြန်မှာလာခဲ့လား ကျွန်မပတ်စံလိုက်လိုက်လို့စလေးလေးဆေးပြီးလိုက်တော့ဟုတ်ပါပြီကြည့်တော့ နေတော့စောက်ယူမှနေရနေခလေးအကောင်လို့ဘာဆေးဘူးလား ဆေးကိုတယောက်ချီတော့ပြက်နေတာချီနေတယ်အမမယုံလိုက်ကြည့်တယ်ကို ကြည့်စရာမလိုနင်တို့ဒုက္ခလာမယ်နော်လူတိုင်းဒုက္ခရှိတယ်နော်လာမပြောနဲ့ခိုးစားတာပဲတခိုးပဲလောက်ပါမျိုးလောက်ရင်ထဲဘူးနဲ့လာပြီးအသားခွာယူပြင်မယ်ငါပတ်စံနော်အဲ့ခါတော့ခါလာယူခဲ့ကြောလာရဲ့ရင်ထဲတော့အသားခွာယူပြင်မယ် ကျိုးနေရ